ကိုတိုင်းပြည်ကိုလူမျိုးကိုပါတာတာနာတွေလောက်တာဟုတ်ပါပြီခေါင်းလုံးတွေကိုထိုင်းထားတာပါထားလဲရှိစရှိရေကင်းငါလို့ចောင်းသားတွေကိုမနှမတားနဲ့ဖမ်းဆီးရခက်ကလိုမျိုးအာနာယူရမလားပါနဲ့တိုင်းပြည်လက်ခက်လက်ဝစ်စာဒိုးတက်မဲ့ချမ်းရဲကမှာကိုပြောတဲ့ကောင်းသားရဲ့အတွက်ဟိုးအောင်ဆုံးဒီပြန်လဲကချတလောက်ဆိုတော့ပြီလေဗျခမောင်းတွေမှာဆက်သက်ဆိုင်မှုရှာမဲ့ဘွားများဝတ်ဆိုတာပြန်လဲမှာပါအာနာယူခွေးသားတချို့မလေးစားလို့မပြောတော့မဟုတ်ပါဘူးဗျခမောင်းတို့ရွှေတဲ့ကွက်တွေဆောင်ရွက်မှတ်တဲ့ကလေးများဖို့တိုင်းပြည်ကိုဒီဇိုင်းမငယ်ပဲကိုတက်ကိုပဲရေးထားလို့အတောက်ရှင်းရန်တင်ပြီးတိုင်းပြည်ကောင်းကြမတွဲကြလို့ခမောင်းတို့ရဲ့ခေါင်းထဲမှာအာနာဘဝယူမချင်းပြရှင်းနေတော့တိုင်းပြည်လေးမှာချွတ်ချုံပြီးတဲ့လူမတဲ့ဖြစ်ရပြီးသူကိုယူဖို့နင်းပြပြီးမင်းတို့မထူးတာခင်ကြမင်းလောက်တဲ့လောက်ရတွေကတမ်းမောချိုးတဲ့တို့ကထဲမှာကူကချင်းဟာနားလေတာနားမလဲတဲ့ဓာဝဲတာအာနာရှင်မြတ်စကားရဆောက်ရအောင်စားရတာငါတို့စားနေချင်းဘာရဲ့တာကားနဲ့တော့ကဲကြည့်မတရားရလားငါပြောရရမိုက်လားအနော်တင်းသိမ့်ပိုက်ပြီးအော်လာရအောင်မစွမ်းနေတဲ့ဖြစ်အရင်တော့ကန်းကိုင်းတဲ့ခေတ်ကိုပြဆွဲရပန်းနဲ့ရက်စီးသွားခြင်းနဲ့ချီအောင်တော့တွေကိုမင်းတို့ကထင်ကြီးရလား ETV ညီနောင်မောင်တို့များလေးကွာနဲ့ဂျင်ကလစ်ရှာထားကိုတယောက်ကောင်းစားဖို့တော့ပဲ GV ကျန်တာမသိတဲ့မင်းတို့ကအာနာယူပြည်သူတွေရဲ့တမ်းမြသီးပဲမြန်မာပြည်တန်ရာကြီးနဲ့ဖြစ်နေလဲပြန်ကမကြည့်တဲ့အာနာယူခွေးတလိပ်စာမင်းတို့အကုန်လုံးကိုပြောမယ်ဟန်ဒီယာလီးပဲ